ကဲဒါပါတော့ကျွန်တော်ပေါ်လာတယ်ပေါ့နော်ကျွန်တော်တခုတော့ဝင်လာရှိတယ်ဘာလို့ကျွန်တော်မနေ့အတွက်3ညတဲ့ခုံထိတ်3ထိတ်ဆိုပြီး3ထိတ်တော့မှကျွန်တော်အစိုးရတင်ထားရှိတယ်3နဲ့ကြိုက်တယ်ပြောထားတယ်နော်ကျွန်တော်ဘလော့မလဲလို့တာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်ခုံထိတ်ကိုကျွန်တော်တမင်ခြံထားတာအဲ့စိတ်ကလုံးဝအမြင့်နဲ့စိုက်မလို့ခြံထားတာတခုတော့ရှိတယ်ဟိုတရုတ်ပြည်မှာနေတဲ့မောင်ထုံးသူကပြောရရှိရမလားသူကညီမကြီးကသူလည်းတော်တဲ့ကောင်မရှိဘူးတဲ့အဲ့ကြောင့်လမ်းကြုံလို့ရှိရင်ကျွန်တော်ခုဒီ short ဗီဒီယိုစေ့ပြီးတော့အဲ့မောင်ထုံးပို့ပေးလိုက်သိလားဘာလို့ကျွန်တော်က3လုံးပေါင်းတော့နည်းပြင်းလာတယ်ဗျကျွန်တော်9လုံးပေါင်းမယ်ဒီမှာ338 338 388 882 824 1984ဟုတ်ပြီ1984တွေဖြည့်မယ်338 338ကိုလုံးဝလွတ်တယ်နော်338ကို6ခွန်8 58 5825 6ခွန်8က1 58က5ခွန်4က5 155တက်တယ်ဒီ338 3လုံးပေါင်း1ကိုကနန်း9လုံးနဲ့တက်တယ်388 388ကိုဒီမှာလာပြီလောက်လာပြီ388ကိုငါ389အော်58နဲ့5ခွန်4က5ခွန်2 3 9 9 တယ်ဒီ389ပြီးဒီမှာ88နဲ့88နဲ့8တယ်အဲ့8ကိုလာမယ်ခွန်4က5ခွန်2 3 9 9 6နှစ်6နှစ်6က4 9 4ဒီ88နဲ့8ကို9 9 4 8တယ်ဒီမှာ8နဲ့4ကိုလာမယ်ခွန်2 3 9ခွန်2 3 9 9 6နှစ်6က4 9 4ဒီမှာ9ကခွန်1မှာ4ဖြစ်မှာခဏလေးပြန်ရှင်းပြမယ်338ကို338ကို6ခွန်8 6ခွန်8 58ခွန်4 4 155တက်တယ်388ကို388ကို58 5ခွန်4 4 5ခွန်2 3 9 9 9 9 တယ်88နဲ့8ကိုခွန်4 4 5ခွန်2 3 9 9 6နဲ့6က4 5 9 4 8တယ်8နဲ့4ကိုခွန်2 3 9 9 6နဲ့6 4 9 9 5 1 9 4 1 4မယ်ဒီ8နဲ့4ကိုဒီမှာ9ခွန်6 9ကို4ခွန်3 5 sorry ဒီ9ကို4ခွန်4 5ဒီခွန်3 9ခွန်3 9ခွန်ဒီခွန်9 6 6ခွန်ဒီချက်ကို3 9ခွန်6ပြောချင်တာကျွန်တော်မနက်မှာကပ်ပြီးတင်မှာရှင်းမှကျွန်တော်ခြံထားတာဗျာအခုကျွန်တော်ရှင်းမှကျွန်တော်နည်းကောင်းနေတဲ့ကြောင့်မလို့ကျွန်တော်တင်ပေးထားတာဟိုတရုတ်ပြည်မောင်ထုံပို့ပေးလိုက်အောင်ကြားလား